တမ်း မင်းတို့ရဲ့ဆရာမအစ်စ်နဲ့စင်ပြေပြေကြိုးကြိုးစားစားနဲ့လိမ့်လိမ့်မာမာလေးရှိကြပါမယ် အေးဆိုနေခင်ပုံနဲ့အောင်တူပျော်နေမှာငါမလိုတော့ဘူးပေါ့ ခလေးအောင်ကိုရောဒုက္ခခံနေမြတ်စားခလေးကိုသူ့ပြည်လက်ထဲကိုပြန်အပ်လိုက်ပါလား ရွေးချယ်မရကြီးသွမ်းရောက်နေတယ်။ဒါစာအုပ်လာတိတိကျကျကြိုးစား ကိုမင်းနဲ့ချစ်နေရ ။အဲ့တော့ရှင်ကျမအထင်သေးတာ ဘဝမှတ်တမ်း ငါသားနဲ့ကင်းကင်းနေပြီ 你要听一下是哪里听？你谁跟他我的听到嘛？老啊听开了。 ပညာသင်ကြားသည့်အရွယ်မှလုပ်ငန်းခွင်ဝင်ရောက်သည့်အထိရှောက်လိုက်ရမယ့်ဘဝမှတ်တရများစွာကိုဖော်ညွှန်းသောစကားများအားရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့သတင်းကောင်းလေးပါလိုက်ပါစေရှင်ဘဝမှတ်တမ်း